မင်္ဂလာပါဒူဒူအမေရှင်နေရတဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကအသေးချိန်ညာမောင်းခတ်ထားဆိုတဲ့သရှင်လေးကိုဂီတာကျူတိုရီယယ်လုပ်ပေးချင်ပါတယ်ဒီသရှင်လေးကိုဘာဖြစ်လို့ရေးချယ်ထားလဲဆိုတော့အခုကကျွန်တော်တို့က Country Found နဲ့သက်ဆိုင်တဲ့သရှင်လေးတွေကိုတီးနေတဲ့အချိန်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်က Country Found နဲ့သက်ဆိုင်တဲ့သရှင်လေးတွေကိုပဲရွေးချယ်ပေးနေဖြစ်ပါတယ်စေကူပေါက်တဲ့သရှင်တို့ခက်စားနေတဲ့သရှင်တွေကိုကျွန်တော်ကရွေးချယ်တာမဟုတ်ဘဲနဲ့မိတ်ဆွေတို့အနေနဲ့လေးတာလို့အဆင်ပြေအောင်လို့ကျွန်တော်က goပြီးတော့ slow goပြီးတော့အခုခါ Country Found အဲ့လိုတစ်ခုချင်းပြသွားတာဖြစ်ပါတယ်ဟုတ်ပါပြီဒါဆိုရင်သရှင်ကြောင်းလေးကိုပြောလိုက်ရအောင်နော်ဒီသရှင်လေးကတော့အရင်တော့ကမြန်မာပြည်သိန်းနံဒီဆိုထားတဲ့သရှင်လေးဖြစ်ပါတယ်အခုကျွန်တော် tutorial လုပ်ပေးမဲ့ version လေးကတော့ Store 6စုခင်ရဲ့ version လေးဖြစ်ပါတယ်သူကတော့ဒီသရှင်ကို key နဲ့ဆိုထားတာကိုကျွန်တော်တို့က G key နဲ့တီးမယ်ပေါ့နော်ဒါဆိုလို့ရှိရင် key နဲ့ G နဲ့ကြားကွာဟာချက်ကဘယ်လောက်ရှိလဲပြန်ဆင်းလိုက်မယ်နော် B ကနေပြီးတော့ B ပြီးရင် B flat ပြီးရင် A ပြီးရင် A flat ပြီးရင် Gကြားထဲမှာ4 key กว่าတယ်ပေါ့နော်4 key กว่าတယ် G ကနေပြီးတော့ B ကိုကိုင်နေတယ်ဆိုကျွန်တော်တို့က guitar fret တန်ရဲ့4ခွက်မြောက်ကိုကာဗွန်နဲ့ညှစ်ရမှာဖြစ်ပါတယ်1 2 3 4 4ခွက်မြောက်ကိုကျွန်တော်တို့ကာဗွန်နဲ့ညှစ်လိုက်ပါမယ်โอเคဒီထဲမှာပါတဲ့ chord တွေကတော့ကျွန်တော်တို့ G key နဲ့ဒီမှာဆိုတော့ G family chord တွေပဲပါတာဖြစ်တယ်လေကျွန်တော်အထူးထွေမပြောတော့ဘူးเนาะဒီရှင်းထဲမှာနည်းနည်းထူးဆန်းတဲ့ပုံစံလေးတွေ့ရတာလေးရှိပါတယ်အဲ့ဒါလေးတွေကျွန်တော်ဦးစားပေးပြီးပြောသွားမယ်เนาะဒီသရှင်ကတော့ country found နဲ့တီးရမှာဖြစ်ပါတယ် country found ကိုမတီးသေးဘူးဆိုတဲ့သူတွေလည်းကျွန်တော်ပြန်ပြောရလို့ရှိရင် country found ဆိုတာ2 4 တိုင်းဖြစ်ပါတယ်1 2 3 and 4ပေါ့နော်1 2 3 and 4မှာသူကနှစ်ခါပြန်တီးရမှာပေါ့နော်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဥပမာ G တပါးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က1 2 3 and 4အဲ့ဒါနှစ်ခါတီးရမှာဖြစ်ပါတယ်အလွယ်ဆိုရင်တော့ဒုံချန်ချပင်ချပေါ့နော်အဲ့ဒါပဲနှစ်ခါတီးရမှာဖြစ်ပါတယ်ကျွန်တော်တစ်ခေါက်တီးပြမယ်နော်ဒုံချန်ချပင်ချဒုံချန်ချပင်ချအဲ့ဒါမှသူကတပါးဖြစ်ပါတယ်ဟုတ်ပြီပြီးတော့ရှင် G နဲ့ D နဲ့ half bar လေးတီးပြမယ်နော် G နဲ့ D နဲ့ half bar ဆိုရင်တော့1 2 3 and 4 G ကိုတီးပြီးနောက်တစ်ခေါက် D ကိုပြောင်းပြီး1 2 3 and 4 တီးရမှာဖြစ်ပါတယ်ဒုံချန်ချပင်ချဒုံချန်ချပင်ချ G ကိုတစ်ခေါက် D ကိုတစ်ခေါက်တီးပြန်နော်1 2 3 and 4 1 2 3 and 4ချပင်ချဒုံချန်ချပင်ချโอเคဒီလောက်ဆိုမိတ်ဆွေတို့အနေနဲ့သဘောပေါက်မယ်လို့မျှော်လင့်ပါတယ်သရှင်လေးဘက်ကိုသွားလိုက်အောင်နော်ဒီသရှင်လေးကတန်ဖိုးကတော့တအားမြန်တယ်ပေါ့တအားမြန်တယ်ဆိုတော့ကျွန်တော်ကမိတ်ဆွေတို့အနေနဲ့လိုက်တီးဖို့ရတဲ့စင်မပြေမှာဆိုတဲ့အတွက်ကျွန်တော်ကတန်ဖိုးကိုနည်းငယ်နေထားလိုက်တယ်ပေါ့နော်ဟုတ်ပြီချင်းလေးထဲမှာထူးခြားတာလေးတွေလိုက်ကြည့်လိုက်အောင်ဒီသရှင်ရဲ့ intro ရဲ့နောက်ဆုံးပါလေးကိုကြည့်လိုက်အောင်ဒီသရှင်ရဲ့ intro ရဲ့နောက်ဆုံးပါမှာ G ရယ်ပြီးလို့ရှိရင်နောက် G တစ်လုံးရှိတယ်အဲနောက် G တစ်လုံးရဲ့ဘေးမှာじゃ0လေးရှိရယ်0လေးရဲ့အောက်မှာလည်းမြင်းလေးတစ်ချောင်းထားထားတယ်ဒါပါလဲဆိုတော့ဒါအိတ်နှုတ်ပေါ့နော်အိတ်နှုတ်ကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီတရားကိုကျွန်တော်ဘယ်လိုတီးမလဲဆိုတော့1 2 3 and 4 1ဆိုပြီးတော့တီးမှာဖြစ်ပါတယ်ကျွန်တော်တစ်ခေါက်တီးပြမယ်နော်1 2 3 and 4 1 2 3 4အဲ့လိုတီးမှာဖြစ်ပါတယ်နောက်ပြီးရင် bass bite မှာတရှင်ရဲ့ bass bite မှာ bass bite ရဲ့နောက်ဆုံးပါပေါ့နော်နောက်ဆုံးပါမှာ G ရဲ့ဘေးနာ2.4ဆိုပြီးတော့ပြထားတာရှိပါတယ် G 2.4ကဘာလဲဆိုတော့ခါကြတော့ဒီဘားကိုကျွန်တော်တို့ကတဘားပြည့်မတီးတော့ဘူးတစ်ဝက်ပဲတီးမယ်ပေါ့နော်တစ်ဝက်ပဲတီးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က1 2 3 and 4ဒါပဲတီးရမှာပေါ့နော်1 2 3 and 4ဒါလေးပဲတီးရမှာဖြစ်ပါတယ်နောက်ပြီးတော့ chorus စမှာပေါ့နော် chorus စမှာ G တစ်လုံးနဲ့ပဲတီးပြီးတော့နောက်က0တွေထည့်ထားတယ်0တွေထည့်ထားတာဘာလဲဆိုတော့ရှေ့က G ကတော့အိတ်နှုတ်ပေါ့နော်အိတ်နှုတ်ပုံမှာကျွန်တော်တို့ကဘယ်လိုတီးရမလဲဆိုတော့ G ကိုကင်ပြီးတော့1ဆိုပြီးချက်ချင်းပြန်ပြီးတော့လက်နဲ့ဖမ်းရမှာပေါ့နော်ဒီမှာ1အဲ့ဒါမျိုးပေါ့နော်ဒီလို1ဆိုပြီးတီးပြီးတော့လက်နဲ့ပြန်ဖမ်းလို့လည်းရတယ်ဒါမှမဟုတ်ရင်1ဆိုပြီးတီးပြီးဒီလက်ကိုဒီလိုအကျိုးတွေအလုံးပြန်ကင်လိုက်လို့လည်းရတယ်ပေါ့နော် G နဲ့ပြောချင်တာတော့အတန်ကိုတစ်ချက်ပဲတီးပြီးတော့နောက်ကတပါးလုံးကအတန်လုံးဝမထွက်ရဘူးပေါ့နော်1 2 3 and 4 1 2 3 and 4အဲ့ဒီပဲဖြစ်ပါတယ် chorus ရဲ့အဆုံးကလည်း intro ရဲ့အဆုံးလိုပဲနော် G ကိုမှနောက်က G ကကြာ G နဲ့0လေးနဲ့တွဲပြီးအောက်ကမြင်းလေးတားထားတယ်အိမ်နှုတ်ဖြစ်ပါတယ်အဲ့တော့ဘယ်လိုတီးကြမလဲ1 2 3 and 4 1ပေါ့နော်1 2 3 and 4 1 2 3 and 4အဲ့လိုတီးမှဖြစ်ပါတယ် music ရဲ့နောက်ဆုံးပါကလည်းအဲ့လိုပဲပေါ့နော်1 2 3 and 4 1 2 3 and 4 1 2 3 and 4ဟုတ်ပြီနော်ပြီးရင်တခြင်းရဲ့အဆုံးသက်လေးပေါ့နော်တခြင်းရဲ့အဆုံးသက်ကကြတော့ G နှလုံးပြထားတယ် G နှလုံးတွဲထားတယ်ပြီးလို့ရှိရင်သူကအပေါ်မှာ formatter လေးတင်ထားတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ဘယ်လိုတီးမလဲပထမ G ကိုတစ်ချက်တီးလိုက်မယ်ဒုတိယ G ကိုကြာ formatter ဖြစ်တဲ့နောက်တစ်ချက်တီးမယ်ပြီးရင်အတန်ကို break မထားလိုက်ရဘူးပေါ့နော်စောကတော့ကျွန်တော်တို့တစ်ချက်တီးပြရတဲ့အတန်ကိုပြန်ပြီးတော့ fan တယ်ပေါ့နော်ဆိုပြီးချက်ချင်းပြန် fan တယ်ပေါ့အခုကကြာအဲ့လိုမဟုတ်ဘူး
တီးပြီးတော့ fermenter ဆိုတဲ့အတွက်ကျွန်တော်တို့အတန်ရှည်ဆွဲပြီးတော့လွတ်ထားမှာဖြစ်ပါတယ်ကျွန်တော်တစ်ခေါက်တီးပြမယ်နော်1 2 3 and 4 1 2 3 and 4 8ဒီပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကကြိုပြီးပြောချင်တာလေးတစ်ခုကတော့တရှင်းကြီးလို့ရှိရင်လိုက်ပြီးတော့ဂီတာကော်လေးတွေရွေ့နေတဲ့ဇာတ်ကွက်လေးရှိပါတယ်ဒီဇာတ်ကွက်ကပုံမှန်ဆိုလို့ရှိရင်တစ်ကြောင်းကိုတစ်ပါးပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့သူကတစ်ကြောင်းကိုတစ်ပါးမှုပဲနဲ့ဘာဝက်ကိုတစ်ကြောင်းဖြစ်နေပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကနှစ်ကြောင်းပေါင်းမှတစ်ပါးဖြစ်ပါတယ်ဒါလေးကိုမျက်စိမလည်အောင်လို့ကြိုပြီးပြောထားခြင်းဖြစ်ပါတယ်ဟုတ်ပါပြီဒါဆိုရင်ကျွန်တော်နဲ့အတူတူတရှင်းလေးကိုလိုက်ပြီးတော့တီးလိုက်ရအောင်နော်โอเคတရှင်းလေးကတော့ဒီလောက်ပါပဲနားမလဲတာမရှင်းတာရှိလို့ရှင် comment မှာမေးလို့ရပါတယ်ဂီတာရတန်ဘောနော်တကယ်ကောင်းကောင်းမွန်မွန်နဲ့တီးတက်ချင်တယ်ဆိုလို့ရှင်ကျွန်တော် channel ရဲ့ဗီဒီယိုတွေကိုပထမဆုံးဘောကနေစပြီးတော့လေ့လာဖို့ကျွန်တော်အနေနဲ့ကြံပြုပါတယ်โอเคပါနောက်ဗီဒီယိုကြရင်လည်းကျွန်တော်တရှင်းလေးတစ်ပုံနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲ thank you ပါခင်ဗျာ